ကဲအခုမကယ်လောကမှာ FIFA ကမ္ဘာဖလားဘောလုံးရာသီရောက်နေတာဆိုတော့ငါတို့ Wizardry World မှာလည်း၄နှစ်တစ်ကြိမ်ကျင်းပတဲ့အကြီးဆုံးအားကစားပြိုင်ပွဲကြီးဖြစ်တဲ့ Quidditch World Cup အကြောင်းကိုရောသိကြပါကဲဒါဆိုရင်ဒီဗီဒီယိုမှာ Quidditch World Cup အကြောင်းကိုအသေးစိတ်ပြောပြပေးပါမလို့အဆုံးထိကြည့်သွားပြီးဖို့လိုပါလိမ့်မယ်ကဲဒါဆိုရင်အားလုံးသိထားပြီးသားဖြစ်တဲ့ Quidditch အားကစားဆိုတာဘာလဲဆိုတာကနေပြန်တွေးရင်းစလိုက်ကြရအောင်နော် Quidditch ဆိုတာက Wizardry World မှာနာမည်ကြီးအားကစားတစ်ခုဖြစ်ပါတယ်ကစားသမား9ယောက်စီတစ်ပြက်စီးတန်စီးပြီးတော့ကစားရတဲ့အားကစားနည်းဖြစ်ပြီးတော့ကွင်းထဲမှာဆိုရင် Quirrell, Blackjack နဲ့ Golden Snake ဆိုပြီးတော့ဘောလုံး3မျိုးထိပါဝင်ပါတယ် Quirrell ကတော့ဂိုးသွင်းရတဲ့ဘောလုံးဖြစ်ပြီးတော့ပြိုင်ဘက်ရဲ့ဂိုးသွင်းပေါက်ထဲကိုသွင်းနိုင်ရင်တစ်ချိန်ကို10မှတ်ရပါတယ် Blackjack ကတော့ကစားသမားတွေကိုတစ်ပြက်စီးပေါ်မှာပြုတ်ကျသွားအောင်လိုက်တိုက်တဲ့ဘောလုံးချမ်းကြီးတွေဖြစ်ပြီးတော့ Beatles 2ယောက်ကရိုက်ထုတ်ရတာပဲဖြစ်ပါတယ် Golden Snitch ကတော့အမှတ်150တန်းရွှေရောင် Snitch ဘောလုံးလေးဖြစ်ပြီးတော့ Sika ကဖမ်းမိတာနဲ့ပွဲကပြီးဆုံးသွားတာပဲဖြစ်ပါတယ်ကဲဒါဆိုရင် Quidditch World Cup ကမ္ဘာဖလားပွဲတွေကိုဘယ်သူတွေကဥဆောင်ပြီးကျင်းပခဲ့ကြတာလဲ Quidditch ကမ္ဘာဖလားကိုကျင်းပတဲ့အဓိကအဖွဲ့အစည်းကတော့ ICW လို့ခေါ်တဲ့ International Confederation of Wizards ဖြစ်ပြီးတော့ကွင်းတိဆောက်ရေးတို့လုံခြုံရေးတို့ကိုတိုက်ရိုက်တာဝန်ယူလှုပ်ဆောင်ရတာကကြတော့ Ancient နိုင်ငံရဲ့မော်ဝင်ကြီးဌာန Ministry of Magic ကတာဝန်ယူရတာဖြစ်ပါတယ်ငါတို့အားလုံးသိထားကြတဲ့1994ခုနှစ်ပွဲစဉ်မှာတော့ Luther Batman ဦးဆောင်တဲ့ Department of Magical Games and Sport လို့ခေါ်တဲ့မော်ကစားနည်းနဲ့အားကစားဌာနကနေပြီးတော့ပွဲစဉ်တွေလက်မှတ်တွေနဲ့ကစားကွင်းကိစ္စတွေကိုတာဝန်ယူခဲ့ရတာပါ Barty Crouch Senior ဦးဆောင်တဲ့ Department of International Magical Cooperation လို့ခေါ်တဲ့နိုင်ငံတကာမော်ပူးပေါင်းဆောင်ရွက်ရေးဌာနကနေပြီးတော့လည်းနိုင်ငံခြားကနေလာတဲ့စုံကဝေတွေကိုနေရာချထားရေးနဲ့လုံခြုံရေးတွေအတွက်အသေးစိတ်တာဝန်ယူစီမံခဲ့တာဖြစ်ပါတယ်1994ခုနှစ်ရဲ့ Quidditch World Cup ဘောလုံးပွဲကြီးမှာဒိုင်နိုကြီးအဖြစ်တာဝန်ယူခဲ့တာကတော့ Head of the International Association of Quidditch ပြည်ပဆိုင်ရာ Quidditch အားကစားသမားများအသင်းရဲ့အကြီးအကဲဖြစ်တဲ့ Egypt နိုင်ငံသား Hassan Mustafa ပဲဖြစ်ပါတယ်ကဲ Harry Potter စာအုပ်နဲ့ရုပ်ရှင်တွေထဲမှာတော့422ကြိမ်မြောက်ဒီ Quidditch ကမ္ဘာဖလားဘောလုံးပွဲကြီးအကြောင်းကို Goblet of Fire ထဲမှာမြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်ရုပ်ရှင်ထဲမှာတော့ပွဲအကြောင်းကိုအသေးစိတ်မပါပေမဲ့စာအုပ်ထဲမှာတော့ဒီဘောလုံးပွဲကအရန်ကြမ်းတမ်းပြီးတော့သွေးထွက်တန်ယိုတွေအထိဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုအသေးစိတ်ရေးသားထားခဲ့တာပဲဖြစ်ပါတယ်ကဲဒီအကြောင်းတွေကိုဒီဗီဒီယိုထဲမှာဆက်ပြောနေရင်အရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ပုတ်မှာဆက်ပြီးတော့နားထောင်ကြဖို့နဲ့ဗီဒီယိုအသစ်တွေကိုမလွတ်သွားအောင်လည်းမမေ့ရဲ့ channel လေးကို follow like and share လုပ်ထားဖို့မမေ့ကြပါနဲ့နော်